မိတ်ဆွေကောင်းရှိဖို့လိုပါတယ်ရင်ကျေးသူနဲ့ပေါင်းတဲ့တော့ကိုပါလိမ်မာရည်ကျဲမှုတွေရှိတတ်တယ်တိခန့်တက်တဲ့သူနဲ့ပေါင်းတဲ့တော့ကိုပါစိတ်အေးချမ်းခြင်းတွေကိုရလာရင်ကျင်နာတက်တဲ့သူနဲ့ပေါင်းတဲ့တော့ကိုပါနှလုံးသားပိတ်ခွင့်လာတယ်တန်ဖိုးထားတတ်တဲ့သူနဲ့ပေါင်းတဲ့တော့ကိုပါအရာရာအလေးတစားလောက်တတ်လာတယ်အလေးတစားလောက်တတ်လာတယ်ကိုချင်းစတတ်တဲ့သူနဲ့ပေါင်းတဲ့တော့ကိုပါစာနာတက်လာတယ်ပျော်နေတတ်တဲ့သူနဲ့ပေါင်းတဲ့တော့ကိုပါပျော်ရွှင်ခြင်းစိတ်တွေပေါက်လိုက်ကြိုးစားတတ်တဲ့သူနဲ့ပေါင်းတဲ့တော့ကိုပါမေတ္တာနဲ့နေတတ်လာတယ်တတိရှိတတ်တဲ့သူနဲ့ပေါင်းတဲ့တော့ကိုပါအတိတတိတွေနဲ့နေ့ရက်တိုင်းကိုဖက်ကြော်တတ်လာတယ်ဂျိုးသားသူနဲ့ပေါင်းတဲ့တော့ကိုပါအစစ်အမှန်ကိုထုံတုံးတတ်လာတယ်နာခံတက်သူနဲ့ပေါင်းတဲ့တော့ကိုပါနာခံတက်လာပြီးအကောင်းအဆိုးခွဲခြားနိုင်လာတယ်စိတ်နှလုံးသားကောင်းတဲ့သူနဲ့ပေါင်းတဲ့တော့ကိုပါသူတော်ကောင်းစိတ်တွေမွေးမြူလာတယ်ဒါကြောင့်လောကမှာမိတ်ဆွေကောင်းရှိခြင်းကအရာတော်တော်များများကိုအောင်မြင်စေနိုင်တယ်မိတ်ဆွေကောင်းကိုညှော်ရင်ကိုလည်းမိတ်ဆွေကောင်းဖြစ်အောင်ကြိုးစားဖို့လိုတယ်အခုဒီဗီဒီယိုကို share သွားရပါတယ်